ဟုတ်ကလားဗျဒီလိုနဲ့သူလက်ညှိုးတွေလိုက်ဖြတ်ပတင်နေဟိအဲ့တော့သူဟိုကလက်ညှိုးမရမချင်းသူလိုက်ပြီးတော့ဖြတ်ရမှာတယ်အဲ့တော့ဟိုလူတွေကဘလောက်ပြင်းနေတော့မြတ်သူကတို့ရှစ်မိုင်လောက်ကိုတခုံတို့ပြင်းနေတယ်လူအင်းအားပလားလေအဲ့တော့အပြေးတောင်တလောက်ရှိမှာတော့ကိုကာရကဘလောက်ကြီးမလဲဘလောက်အားကောင်းမလဲအဲ့တော့မိတော့မှာပဲထင်တယ်ဟုတ်ကလားအဲ့ဒီဟိုကလက်ညှိုးဆုံးမှကြောက်သူကပြေးတယ်လက်ညှိုးလိုချင်သူကလိုက်တယ်ဟင်တကအဲ့ဒီချိန်ပဲစိတ်နဲ့လိုက်တယ်ဟုတ်ကဲ့ဟိအဲ့ဒါနဲ့လိုက်တယ်ဟိုကတော့ကြောက်စိတ်နဲ့ဒေါသနဲ့ပြေးရမှာတယ်ဟိအဲ့နောက်ကလူချင်းစိတ်နဲ့ပြေးတယ်ဟုတ်ကလားဟင်ရလာတော့ငါလက်ညှိုးတစ်ချောင်းရပြီဆိုရင်သူဘယ်လိုနေမလို့ဟိဒီလက်ညှိုးပေါ်မမြတ်လို့လားဟိဟဲ့မနာကောငါပိုင်နေဆိုတာကောဖြစ်နိုင်တယ်တဏှာလိုချင်တာအခြေခံဟိုနှစ်ခုပါမှာပဲဟုတ်ကလားဗျာအဲလိုနဲ့သူလိုက်ချဟင်သူ့လည်းဘယ်သူမှမနိုင်ဟုတ်ကလားဗျာသို့တော့လက်ညှိုးတွေတော့ဖြတ်ပါရဲ့တညှိုးရလာတဲ့သင်္ကုတ်တူပေါ်တင်ထားတယ်ရှိတယောက်ရှာသေးတကူနောက်မှယူမယ်ဆိုအဲ့တော့တခါကြီးတွေဆိုနေရတွေ့တော့ကောက်သွားဟင်နောက်တခါလက်ညှိုးတညှိုးရပြန်တယ်နောက်တခါမှယူမယ်ဆိုကြောက်ဖြာပေါ်တင်ထားခဲ့ဟုတ်ကလားအဲ့တော့လေခွေးစားလို့ကုန်သွားအဲ့တော့သူ့မှာလူတတ်မှုပဲအဖတ်တင်နေလက်ညှိုးမစိုးမိဘူးဟင်ဖရာလက်ထက်ကအင်္ဂုတကလီမာလာတီဟင်ဟုတ်ဖရာလက်ထက်ကအင်္ဂုဒီမာလာတီပြောတာဟင်တတ်တော်တတ်ရတာဟုတ်ဗျာဟင်လက်ညှိုးတစ်ချောင်းကလည်းရဘူးတဲ့ဗျာဟင်ဟုတ်ကဲ့ဗျာဟိုဖရာလက်ထက်ကအင်္ဂုဒီမာလာကြီးလေဟုတ်ဗျာကြတော့အင်္ဂုဒီမာလာကြီးခိုတာကြီးဟာဓမြကြီးဟာနာမည်ကမဖြစ်သွားဟုတ်ဗျာ